လာကဘာဘောကဟိုတေမှာညအိတ်ညနီအနားယူဖို့တင့်မှာစိတ်ကူးရှိပါသလား GRU Space လို့ခေါ်တဲ့ Startup Company တစ်ခုကတော့ဒီအိမ်မက်ကိုလက်တွေ့အကောင့်အထည်ဖို့ဖို့အတွက်ကြိုတင်စီးရင်သွင်းမှုတွေကိုစတင်လက်ခံနေပြီဖြစ်ပါတယ်။တဲကိုကဈေးနှုန်းတွေကတော့ဒေါ်လာ2သိန်းခွဲကနေ1သန်းအထိကျတင်မှာပါ။ဖွင့်လှစ်တဲ့ရက်အတီအကျမတတ်မှတ်ရသေးပေမဲ့2029-2030လောက်မှာစမ်းသပ်ခရီးစဉ်တွေစတင်ဖို့ရှိပြီး2032ခုနှစ်လောက်မှာတော့အဲ့ဒီတွေကိုစတင်လက်ခံနိုင်ဖို့ကုမ္ပဏီကမျှော်မှန်းထားပါတယ်။ဒီဟိုတယ်ပုံစံကထူးခြားပါတယ်။လေထိုးပြီးအသုံးပြုရတဲ့နေထိုင်ရအဆောက်အအုံတွေဖြစ်ပြီးဥက္ကခဲငယ်တွေရောင်ကြီးတစ်နာတွေနဲ့လကဘာရဲ့ပြင်းထန်တဲ့အပူချိန်တန်းကိုခဏရရှိအောင်ဒီဇိုင်းဆွဲထားတာပါ။နောက်ပိုင်းမှာတော့လကဘာမြေသားအုတ်ခဲတွေနဲ့အုပ်ပြီး SpaceX ရေနုနဲ့တွာလာနိုင်အောင်စီစဉ်ထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့အန်အောစရာကောင်းတာတစ်ခုကတော့လက်ရှိအချိန်ထိ GRU Space Company မှာကိုပိုင်ဒုံးမြန်စင်းတိုင်ရင်အာကာသတဲ့အသက်ရှင်နေထိုင်ရေးဆိုင်ရာအတွေ့အကြုံနဲ့လောက်ကင်ကွင်းလိုင်စင်တစ်ခုမှမရှိသေးပါဘူး။စီမံကိန်းကစာရွက်ပေါ်မှာပဲရှိသေးပြီးလက်တွေ့တည်ဆောက်ရေးအပိုင်းဘာမှမစရသေးပါဘူး။ဒါကြောင့်ဒါဟာတကယ်လက်တွေ့ဖြစ်လာမယ့်အိမ်မက်တစ်ခုလားစိတ်ကူးရင်တတ်ပဲလားဆိုတာတော့စောင့်ကြည့်ရအောင်ပါ